န်ပါနဲ့တန်ထူကိုဝရိဆော်တဲ့ခါမှာဘယ်လိုဆော်ရမလဲဆိုတော့ကျွန်တော်ခုဒီဗီဒီယိုတွေမှာဆရာပြီးလုပ်ပြပါမယ်တိတဲ့သူများဆိုရင်တော့ကြော်တော့ပါမတိတဲ့သူဆိုရင်တော့ဝင်ပြီးကြီးနိုင်တယ်ဒီမှာတော့တန်ပါနဲ့တန်ထူကိုကျွန်တော်အခုဒီဗီဒီယိုတွေမှာဆော်ပြရမှာပေါ့နော်ကျွန်တော်နေအများစုကတော့တန်ပါနဲ့တန်ထူဆိုပြီးတော့ဟိုဆွဲကြည့်တယ်ဒါတော့ဆွဲကြည့်တာလုံးဝမှားပါတယ်ဆွဲကြည့်လို့မရပါဘူးဘာကြောင့်ဆိုတော့တစ်ဖက်ပါနေတယ်ဟော်လိုရတယ်ဖြစ်တယ်ကွာဟော်လိုဆိုမဲ့ဒါရတယ်ဟော်လိုအပါထဲမှာပါတယ်သူကဆွဲလို့ရတယ်မပါဘူးဒီမှာတော့အခုကျွန်တော်ပြလို့မျိုးဆော်ပြီးရင်လိုက်ပြီးနောက်တစ်ထပ်ဆွဲလို့ရတော့မယ်အဲ့လိုမျိုးတွေနော်ဒီမှာတော့ကျွန်တော်တန်ထူတယ်တန်ထူဘက်ကိုကျွန်တော်နေအရင်ဆုံးယူပြီးတော့တန်ပါဘက်ကိုတွားရမယ်နော်သတိထားကြည့်နော်တန်ထူကနေအပါကိုတွားပါတယ်ကျွန်တော်နေဟိုဝရိစားဆော်တဲ့သူတွေဒဲပဲသူဒဲချတာမဟုတ်ပါဘူးနော်ကျွန်တော်နေဒဲချတယ်ဆိုတာကတော့တန်တစ်ခုတော့ပဆိုရင်တော့ဒဲချတယ်ပြီးတော့မီးအားသူ့ဟာမျိုးချိန်ရတယ်ဟိုတန်ထူနဲ့ပါအပါဆိုတော့ကျွန်တော်နေမီးအားနည်းနည်းတင်ထားရတယ်အထူလည်းပျော်ဘူးတော့လို့တယ်အပါကိုလည်းမပေါက်လို့ဒါကြောင့်ကျွန်တော်နေအထူကနေဆွဲတာပါပြီးသွားရင်တော့ဒါသူကနေဆွဲပြီးကျွန်တော်တို့နောက်တစ်ဆင့်ကြရင်အခုလိုမျိုးဆွဲလို့ရပြီသူကဘာလို့ဆွဲရဆိုအောက်မှာဝရိဒါခံသွားပြီကွာဝရိဒါတစ်ထပ်ခံသွားတော့ကျွန်တော်အခုလိုမျိုးနေပေါ်ကနေဆွဲလို့ရတော့တာပါနော်ဒီတိုင်းပုံမှန်တိုင်းဒဲဆွဲလို့မရပါဘူးအခုလိုမျိုးနေကျွန်တော်နေပထမတစ်ချောင်းဆွဲပြီးမှနောက်ထပ်တစ်ချောင်းထပ်ပြီးဆွဲတာဒီပါ